ကိုကြီးတွေ့တာညီမလေးလောက်ထားဘယ်လောက်လှလဲတွေ့မင်းနဲ့တွေ့မင်းကတိတ်ကျင်နေတာမဟုတ်ဘူး။ရဲလှသွားတယ်နှခိုင်းကိုတိတ်တိတ်ဆဆိုးနေတာ။လေးလေးလာရင်နောက်တော့ဝယ်စားမယ်။လေးလေးဘာလို့ခုနကကျွန်တော်မကျင်တတ်ဘူးဗျာဟာဘာမကျင်နဲ့နင်းထားတယ်ညနေရှုံးနေကိစ္စဟုတ်။ဟာအဲ့လိုတော့ဘယ်ရမလဲနောက်တော့ဝယ်စားမယ်။နောက်တော့ပွဲအေးချအဲ့ဒါနောက်ပွဲဘိစုတော့ဟိုနောက်ပွဲတော့ကြောက်ပြင်းရေတနက်ခါတော့ရေနော်တနက်ခါပြည့်ရေဘူးရေသွားကြည့်လိုက်တော့သွားပါသွားကြည့်ခဲ့ပြီးတော့မှပြောမယ်တွေ့မယ်ပြီးတော့ဟောပါယူခဲ့ဒါလည်းပကံအမဲတစ်ချက်ပါယူခဲ့နော်ပကံအမဲတစ်ချက်ပါယူခဲ့ဘာလို့မလို့ကြောက်ပြင်းနေတယ်ခါတော့နေပါဦးမိစုစောင့်လိုက်ပါမိစုလိုက်တွေ့ဒီမှာရပြီခုကင်က share ခဏထပ်ဘူး share လိုက်ဒီမှာမို့ကြည့်နော်အဲ့တော့ခွညာလည်းကြိုက်တယ်ဒင်းလည်းကြိုက်တယ်မိစုလည်းကြိုက်တယ်နော်ဒီမှာပေါ့ဒီမှာမို့စားတော့ဝါနဲ့ခဏလေးအဲ့တော့ဒီမှာမို့စားရင်ဘယ်လိုစားရမလဲဆိုတော့အတံမထက်ရနော်ကြိုက်တယ်ဒီမှာမို့အတံမထက်အောင်စားရမယ်ပြီးရင်ဒီမှာမို့အမုံမကြောက်အောင်စားရမယ်ဘလို့တော့လေးလေးအဲ့လောက်ကြွရော့နေမဟုတ်ဘူးလို့အတမဖက်ပဲစားမှာတော့ဒင်းလေဒင်းတော့မှာလေအဲ့တော့ဘာလုပ်ရမလဲအတံမထက်အောင်စားရမယ်ဒီပကံလေးကိုတော့တို့လေးခံရပြီးတော့အမုံမကြောက်အောင်စားရမယ်ရှုံးတဲ့လူကတနခါလေးခံဟာလာလေးလေးမှာဟာလာလေးလေးဟာယူရရတယ်ဘာဖြစ်ဖြစ်စူးစူးချုံမို့ဒီကဒီရောโอเคဟုတ်ပြီအဲ့ဆိုတော့ဘရင်းစားမှာလည်းကြပြောပြလက်စီစားမှာပြီးရင်3ခက်ကက်ရမှာနော်တစ်ခါတည်းတစ်ခက်တည်းမရဘူး3ခက်ကက်ရမှာကိုကြီးစားမလုပ်ပါဘူးနေလို့မရလေးလေးလုံးတူရေခိုင်းပါနမမတို့ရဲလေးရဆုံးဖြတ်ပြီlady first lady first lady first ဒါတော့ lady first နော် lady first စားမယ်ခုနကကြမ်းမယ် okay ပါ lady first စားငါလို့နော်စစ်စရာလေးကြိုင်မှာပကံနဲ့လေးတော့အောင်ချတာဒါမှအမုံကြမကြသိရနော်1 2 3တန်တွေ့တယ်ဘာမှကြည့်နေရလေတကယ်ကြီးရ3ခက်ကြရနောက်တစ်ခက်ကျန်တယ်စားရအောင်နော်ထိုက်တယ်ငါကြားရနော်ကလက်ဟုတ်တယ်နော်တဲ့ဟာရှင်းလို့ထားဒီကတိတိလေးမကိုက်နဲ့လေမညစ်နဲ့လေမရှိတယ်အများကြီးကကွက်ခနဲ့ကကြကိုက်နေရပဲအဲ့ကလေမကြည့်လေကလတ်အတန်တို့